ဒီနေ့အကိုတို့ပွဲရဖြစ်နေညီမသိမသိဘူးလားညီမမသိဘူးမသိဘူးလား သိရပဲကောင်းပါရဲ့ ကောင်း ရ ခုလက်ရှိပေါ့နော်ပြန်တဲ့နေတဲ့ဒီဗီဒီယိုနဲ့ဒီသတင်းတွေမှာရေးထားသလိုပေါ်ပြထားသလိုပေါ့နော်အဲ့ case ကအဲ့ဒီဗီဒီယိုထဲမှာဖြစ်တဲ့မှာဒီ sexual assault လည်းမဟုတ်ဘူး raping case လည်းမဟုတ်ဘူးပေါ့နော်အဲ့ဒါလေးရှင်းပြချင်တယ်ပါ Okay Patricia ရဲ့ statement ကိုအကို support လုပ်ပါတယ်ဘာမှ sexual assault တို့ဒီလို raping တွေလုံးဝမဖြစ်ခဲ့တာမရှိသလိုပြီးတော့ခုနလိုပေါ့နော်ဒီလိုမျိုး false accusation တွေ false rumor တွေအကုန်လုံးပြန့်နေတာတွေတွေ့ရတယ်ကိုရိုနီယောက်ကဒီ working relationship all good yeah all good so ဒီလိုခုနပြောသလိုပဲဒီဘာပဲတော့ရောက်မယ်ပြန်ရောက်ပါလား ဟိုပါလေဟိုကိစ္စဗီဒီယိုကိစ္စ okay အဲ့တော့ဒီအကိုရိုနီယောက်ကလည်း working relationship ကလည်း very good right အဲ့တော့ပြောချင်တာရှေ့လျှောက်လဲအကိုတို့ဒီ project တွေလုပ်နေတာရှိတယ်ရှေ့လျှောက်လဲဒီလိုမျိုး project တွေပတ်ဖို့လေးလည်းရှိတယ်ဒါပေမဲ့အခုလောလောဆယ်ပြန့်နေတဲ့သတင်းတွေအကိုက rape လုပ်ပါတယ်အကိုကခုနလိုပဲဒီကနေ့ဟိုဖန်ထည့်ထားပါတယ်ဆိုရဲဟာဟုတ်လားဖန်ထည့်တာဟုတ်လားဖန်ထည့်ထားပါတယ်ဆိုရဲဟာရေဒီလို rape case တွေကလုံးဝမဟုတ်ပါကြောင်းကိုဒီဗီဒီယိုကနေပြောချင်ပါတယ်ပြီးတော့ဒီလိုမျိုးအဲ့လို false accusation နဲ့ false news တွေဆက်ပြီးတော့တင်မဲ့ media တွေပဲဖြစ်ဖြစ်ဒီpersonal account တွေပဲဖြစ်ဖြစ်နောက်ပိုင်းဒီဗီဒီယိုနောက်ပိုင်းမှာအကိုတို့ဆက်ပြီးတော့လုပ်သွားမယ်ဆိုရင်အကိုတို့ဘက်ကတရားစွဲပါမယ်အခုနလိုပဲအကိုတို့ဘက်က